မျိုးတွေအားလုံးပဲမင်္ဂလာရှိတော့မနက်ခင်းလေးပါဗျအားလုံးပဲစိတ်ချမ်းသာကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည်စုံကြပြီးကဆိုးဘေးဆိုးရန်ပေါင်းမှာကင်ဝေးကြပါစေဗျမျိုးတွေအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီခါအောင်ပါဗျအဲ့တော့ဒီကနေ့17ရက်6လ2025ပေါ့နော်ဗုဒ္ဓနေ့မနေ့အတွက် free အရန်ကဏ္ဍကတော့40 41 45 4ခွန်ပေါ့နော်40ရဲ့41ရဲ့45ရဲ့4ခွန်ရဲ့40 41 45 4ခွန်ပေါ့နော်အော်ဂနန်က4နှစ်4 8 4 9ပါဗျ4နှစ်4 8 4 9အော်ဂနန်က4နှစ်4 8 4 9ပေါ့နော်လေးသလုံးကြိုက်ပါတယ်လေးသလုံးကောင်းပါတယ်နော်ပတ်တီးလင်းနဲ့လေးသလုံးပတ်ပါဗျအဲ့တော့ကျွန်တော်ရှိမှနေ့တိုင်း3ခွက်ပေါက်ပေး3000လာယူလို့ရပါတယ်ဗုဒ္ဓမကျော်မွေးခွက်မထွက်သေးဘူးဗုဒ္ဓမကျော်9000နဲ့မွေး2ခွက်နော်တကွက်ကောင်း9000ယူလို့ရပါတယ်နော်ကျွန်တော်ရှိမှဒီကနေ့မနေ့အတွက်နေ့တိုင်း3ခွက်ပေါက်ပေး3000ကျပ်လာယူလို့ရပါတယ်ကျွန်တော်ရှိမှဒီကနေ့မနေ့အတွက်နေ့တိုင်း3ခွက်ပေါက်ပေး3000ကျပ်လာယူလို့ရပါတယ်အဲ့မှာနေ့တိုင်းမွေးကနန်းပေါ့နော်မွေးကနန်းကဗုဒ္ဓမကျော်မထွက်သေးတဲ့အတွက်ကို9000နှစ်ကွက်တစ်ကွက်ကောင်း9000လာယူလို့ရပါတယ်ဗျကျွန်တော်ရဲ့ဘိုင်ဘာဖြစ်တဲ့ဒီဟောင်းဘိုင်ဘာ39 8981 43488ကိုလာရောက်ဆက်တွဲပြီးတော့ပေါက်ပေးယူပါနော်39 8981 43488 39 8981 43488ပေါ့နော်မျိုးတွေအားလုံးပဲမင်္ဂလာရှိတော်မနက်ခင်းလေးပါဗျအားလုံးပဲအောင်မြင်ကြပါစေနော်6ကျန်တဲ့6ချိန်လုံးမှာ